အင်္ဂလိပ်စာမှာကစကားပြောတဲ့အခါပဲဖြစ်ဖြစ်စာရေးတဲ့အခါပဲဖြစ်ဖြစ်ပေါ့ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ဒီပြုလုပ်သူဖြစ်တဲ့ subject ကိုရှေ့မှာထားတယ်ပြီးရင်ပြုခြင်းကိုပြတဲ့ပုတ် verb လာတယ်ပြီးရင် object ခံရတဲ့သူကနောက်ကလာတယ်အဲ့တော့ဒါကိုကြတော့ active voice လို့ခေါ်တာပေါ့နော်အဲ့တော့ဒီမှာဥပမာအနေနဲ့ကြည့်မယ်ဆိုရင် millions of people use the internet လူတန်းပေါင်းများစွာက internet ကိုအသုံးပြုတယ်Now Mary planted a mango tree. Mary ကတည့်ပင်တစ်ပင်စိုက်ခဲ့တယ် Someone has stolen my bag. တစုံတစ်ယောက်ကငါစပိန်ကိုခိုးသွားပြီပေါ့နော်ဒါပုံမှန်အဖြစ်ပြောတဲ့ active voice အဲ့လိုမဟုတ်ဘဲတစ်ခါတလေကျတော့ကျွန်တော်တို့ကပြောင်းပြန်ပြန်ပြောတာရှိတယ်ဆိုတော့ပြောင်းပြန်ဆိုတော့ object ကိုရှေ့ကိုပို့လိုက်တယ်ခံရတဲ့သူကိုရှေ့ထုတ်တယ်ပြီးတော့မှကရိယာပေါ့ verb လာမယ်ကရိယာကတော့ရှေ့က active voice ကနဲ့ပုံစံပြောင်းသွားမယ်ပြီးတော့မှ subject ကနောက်ကလာမယ်နော်အဲ့တော့ခံရသူကိုရှေ့ထုတ်ပြီးပြောတဲ့ပုံစံဖြစ်မယ်အဲ့ဒီပုံစံမှာဆိုလို့ရှိရင်ကြတော့ဒီ millions of people use the internet မှာဒီခံရသူဖြစ်တဲ့ internet ကိုရှေ့ကိုထုတ်လိုက်တယ်အဲ့တော့ the internet is used by millions of people internet ကိုလူတန်းပေါင်းများစွာကအသုံးပြုနေတယ်သုံးတာကိုခံရတယ်ပေါ့နော်ပြီးရင် a mango tree was planted by Mary ဒီတရက်ပင်က Mary ကစိုက်ခဲ့တာဖြစ်တယ်အဲ့တော့တရက်ပင်ကိုရှေ့ကိုထုတ်ရေးတယ်Now someone has stolen my bag တစုံတစ်ယောက်ငါစပိန်ကိုခိုးသွားတဲ့အခါကျတော့ my bag has been stolen by someone တစုံတစ်ယောက်ကတော့ငါစပိန်ကိုခိုးသွားပြီငါစပိန်ကတစုံတစ်ယောက်ခိုးတာခံလိုက်ရတယ်เนาะအဲ့လိုပြောတာဖြစ်တယ်အဲ့တော့ဒါကိုကြတော့ကျွန်တော်တို့ passive voice အဲ့တော့ရေးနီးနှစ်နည်းပေါ့เนาะ subject ကိုရှေ့ရလာရင် active voice object ကရှေ့ရလာရင် passive voice အဲ့တော့ active voice ကို passive voice အနေနဲ့ပြောင်းရေးတဲ့အခါကျတော့ဘယ်လိုလုပ်ရမလဲဆိုတော့ object ကိုခံရသူကိုစာကြောင်းရှေ့ကိုပို့လိုက်မယ်ပြီးရင်နံပါတ်2က verb ပေါ့ကရိယာရဲ့ပုံစံပြောင်းရေးရမယ်ကရိယာရဲ့ပုံစံပြောင်းရေးတယ်ဆိုတဲ့အခါမှာအဲ့တော့ဒီပထမစာကြောင်းမှာဆို use သူက present tense ဖြစ်တယ်အဲ့တော့ use ဆိုလို့ present tense ဆိုတော့ဒီမှာ is used ပေါ့နော် am is are was were ရဲ့နောက်က verb 3ပေါ့နော် past participle use use ရဲ့ verb 3ဒီ used used လာမယ်ပြီးရင်ဒုတိယစာကြောင်းဖြစ်တဲ့ planted ကြတော့ past tense ဆိုလို့ရှိရင်တော့ဒီ am is are was were ဆိုတော့ was were ပဲသုံးမယ် was သို့မဟုတ် were ပြီးရင် planted ပေါ့နော် verb 3ကိုသုံးမယ်ပြီးတော့မှဘယ်သူကလောက်တာလဲ by Mary by နဲ့ထည့်မယ်ပြီးရင်သူကြတော့ has stolen ကြတော့ perfect tense ဆိုတဲ့အခါကျတော့ဒီဘက်မှာဘာဖြစ်သွားမလဲ has ဆိုတော့ဒီမှာ has ပြန်ပါမယ်ဒါပေမဲ့ဒီမှာ been and been ထည့်မယ်ပြီးတော့မှ stolen verb 3ထည့်မယ်အဲ့တော့ဒီပြုလုပ်သူ subject ကိုတော့ by ရဲ့နောက်မှာထည့်ပြီးရေးမယ် by Mary by millions of people ဥပမာ by someone လို့ဟာမျိုးမသိကြမသိမကြတဲ့ဟာမျိုးဆိုတော့ကျွန်တော်မထည့်ပဲမလို့ရင်ဖြုတ်ထားခဲ့လို့လည်းရတယ်အဲ့တော့ passive voice နဲ့စာရေးမယ်ဆိုလို့ရှိရင် passive voice ရဲ့ verb form တွေကိုသိရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပုံမှန် active voice မှာ subject verb object လာတယ် passive voice မှာကျတော့ဒါကျွန်တော်တို့ object ကိုရှေ့ကိုထုတ်မယ်ပြီးရင် verb to be ပါမယ်ပါကိုပါမယ်เนาะ passive voice မှာ verb to be ပါကိုပါမယ်ပြီးရင် verb 3ပါမယ်အဲ့တော့ပြီးတော့မှသူ့ရဲ့နောက်ကနေပြီးတော့မှ subject ကိုပြန်ထည့်ခြင်း by ခံပြီးထည့်မယ်မလိုအပ်ရင်လည်းမထည့်ဘူးအဲ့တော့ကျွန်တော်တို့မှတ်ကိုမှတ်ထားမှာ verb to be နဲ့ verb 3နဲ့ပေါင်းပြီးလာတယ်ဆိုရင်ဒီကောင်ဒီ passive voice ဖြစ်တယ်အဲ့တော့ဒါမဲ့ तू ကဘယ်ပုံမှာမူတည်လဲဆိုတော့ tense တွေပုံမှာသွားမူတည်တယ်အဲ့တော့ active voice မှာကျွန်တော်တို့သုံးခဲ့တဲ့ tense တွေ simple present tense ဆိုလို့ရှိရင် millions of people use the internet ဒါ simple present tense နဲ့ရေးထားတယ်ဒါကို passive voice မှာပြန်ရေးမယ်ဆိုလို့ရှိရင်ကျတော့ present tense ဖြစ်တဲ့အတွက် am is are ပေါ့အဲ့တော့ဒီတစ်ခုခုသုံးရမယ်အဲ့တော့ the internet က uncountable noun ဖြစ်တယ်အနေချင်းဖြစ်တဲ့အတွက် is သုံးတယ်ပြီးရင် use verb 3ပေါ့နော် use ရဲ့ verb 3ဒီ used used ပြီးရင် by millions of people လူတန်းနဲ့ချီပြီးအသုံးပြုနေကြတယ်ဆိုတော့သူ့ရဲ့ verb form ကိုမှတ်ထားရမှာကam is are plus verb 3ဒါ simple present tense ပြီးရင် present tense မှာပဲ present continuous tense ရှိမယ်အဲ့တော့လက်ရှိအချိန်မှာတစ်ခုခုလုပ်နေတာပေါ့နော်အဲ့ဒါကိုပြတဲ့ပုံစံ Uncle is driving the car ကားကိုမောင်းနေတယ်ဒါကိုကျွန်တော်တို့ passive နဲ့ပြန်ရေးမယ်ဆိုလို့ရှိရင်ကြတော့ the car is being driven by Uncle ဆိုတော့ the passive မှာဒီ verb 3ကပါကိုပါမှာเนาะအဲ့တော့ is being
verb to be ကဒီနေရာမှာကျတော့ continuous tense ဖြစ်တဲ့အတွက် ing ဖြစ်သွားတယ်ဆိုတော့ဒီဘက်မှာactive voice မှာ ing ပါရင်ဒီဘက်မှာလည်း ing ပါမယ်အဲ့တော့ဒီဘက်က ing ကတော့ be ing ပဲเนาะဒါမှကျွန်တော်တို့ဘယ်လိုမှတ်လို့ရလဲဆိုတော့ present ဖြစ်တဲ့အတွက် am is are ပြီးရင် be ing လာမယ်ပြီးရင် verb 3 လာမယ် now perfect tense ဆိုတော့ has ဒီ have ဒီပါတာပေါ့အဲ့တော့ someone has stolen my bike ငါရဲ့စပိန်ကိုတစုံပြောက်ကခိုးသွားခဲ့ပြီဒါကို passive နဲ့ပြန်ရေးမယ်ဆိုရင်ဒီဘက်မှာပါပြီးသား has သို့မဟုတ် have ကပြန်ပါမယ်ဒါပေမဲ့ဒီဘက်က has မလို့ဒီဘက်မှာ has ဖြစ်တာမဟုတ်ဘူးเนาะဒီမှာ my bike ဒီအနေဖြစ်တဲ့အတွက် has ဖြစ်မယ်ပြီးရင် has ရဲ့နောက်မှာ be and been လာမယ်ပြီးတော့မှ stolen verb 3အဲ့တော့ဒီ verb 3ကတော့ passive voice မှာအမြဲပါမှာဖြစ်တယ် tense မှာမူတည်ပြီးတော့ဒီမှာ has have been verb 3ဆိုတော့ဒီပုံစံ၃မျိုးကိုမှတ်ထားဖို့လိုတယ်ကျွန်တော်တို့ perfect continuous tense ကိုတော့ကျွန်တော်တို့က passive နဲ့ရေးလေးမရှိဘူးเนาะပြီးရင်ကျွန်တော်တို့ perfect continuous tense ကို active form နဲ့ပဲအများဖြင့်ရေးတယ်ပြီးလို့ရှိရင်ဒီအရေးမကြီးတဲ့ subject တွေတည်ပြီးသား subject တွေ by someone လိုဟာမျိုးပေါ့နော်မတိကျမရတဲ့ subject တွေဆိုရင်ကျွန်တော်တို့ဖြုတ်ထားခဲ့မယ်နောက်ကျွန်တော်တို့ past tense အတွက်ရေးကြည့်ရအောင် past tense ကြတော့ဘာပေါ့နော် millions of people use the internet past tense နဲ့ရေးထားတယ်ဒီမှာ uncle was driving the car ဖြစ်သွားလို့တော့ is မဟုတ်တော့ဘူး past tense someone has မဟုတ်တော့ပဲ had ဖြစ်သွားမယ် had stolen my bike ဒါ active voice ဒါကိုကျွန်တော် passive နဲ့ပြန်ရေးတဲ့အခါကျတော့ the internet was ပေါ့နော်ဒီမှာ used past tense ဖြစ်တဲ့အတွက်ဒီမှာ was နဲ့ဝယ်ရပဲသုံးရမယ် internet ကအနေဖြစ်တဲ့အတွက် was သုံးမယ် used by millions of people now the car was being driven ပေါ့နော်ဒီဘက်က ing ပုံစံဆိုရင်ဒီမှာလည်း be ing ပါမယ် driven by uncleဒီမှာ my bike had အနေဖြစ်တဲ့ had had been stolen ပေါ့နော် perfect tense ပြီးရင်ဒါကို future tense မှာသုံးမယ် future tense မှာဆိုလို့ရှိရင်တော့ millions of people will use the internet ဒီမှာ will ပါလာတယ်ပြီးရင် uncle will be driving the car ဒီမှာဆိုရင် will be driving ပေါ့နော် ing ပုံစံပြီးရင် someone ဒီမှာတော့ကျွန်တော်တို့ will သုံးလို့သိအဆင်မပြေ might have stolen my bike ငါစပိန်ကိုတစုံတယောက်ခိုးသွားတာဖြစ်ရမယ်ပေါ့နော်ခံမှန်းပြောဆိုချက်ဖြစ်သွားမယ်အဲ့တော့ဒါကို passive နဲ့ပြန်ရေးမယ်ဆိုလို့ရှိရင် the internet will be used by millions of people လူတွေကတန်းနဲ့ချီပြီး internet ကိုသုံးကြလိမ့်မယ်ဒါတစ်ချိန်တော့ Bill Gates တို့ဘာလို့မြင်ခဲ့တဲ့အမြင်တွေပေါ့နော်သူတို့ကတော့ကြိုသိခဲ့တယ်ပြီးရင် the car will be being driven by my uncle အသုံးတော့နည်းပါတယ် future continuous tense ပေါ့နော်the verb form အနေနဲ့သိအောင်ပဲထည့်ပေးထားတာဖြစ်တယ်ပြီးရင် my bike might have been stolen ငါရဲ့စပိန်ရောက်ခိုးခံရတာဖြစ်မယ်ဒါခံမှန်းပြောဆိုချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထပ်ပြီးသိဖို့လိုတာဘယ်အခါမှာ passive form ကိုသုံးလဲဘယ်အခါမှာ active လည်းရေးလို့ရတယ် passive လည်းရေးလို့ရတယ်ဘယ်အခါမှာ passive ကပိုပြီးတင့်လျော်လဲပေါ့နော်ဆိုတော့တစ်က subject ပြုလုပ်သူကိုမသိတာဒါမှမဟုတ် subject ပြုလုပ်သူကအရေးမကြီးတာခုနလိုပေါ့နော် someone တို့ဘာလို့လိုခါမျိုးနောက်တစ်ခုကဒီ subject ပြုလုပ်သူကသိပြီးသားဖြစ်တယ်အဲ့လိုခါမျိုးမှလည်းကျွန်တော်တို့ passive form ပို့ပြီးတော့ prefer ဖြစ်တယ်ပြီးရင် rules တွေ process တွေ procedure တွေအကြောင်းကိုဖော်ပြလို့တဲ့အခါကျတော့ subject ကိုထည့်မရေးတော့ဘူး procedure ရေးချင်တာဖြစ်တဲ့အတွက် passive ပုံစံနဲ့ရေးတယ်ပြီးတော့တချို့ subject တွေကတိတ်ရှိတယ်ဘာသူဖြစ်တော့ဘသူစသဖြင့် subject အရှိကြီးကိုကျွန်တော်တို့တစ်ခါလေးစာကြောင်းရဲ့ရှေ့မှာထားပြီးနောက်မှာထားလို့အဲ့ခါမျိုးမှာ passive voice ကိုသုံးတယ်အဲ့မှာတခုသတိထားဖို့လိုတာက passive voice ကပြုခြင်းကိုပြတဲ့ဝါကျတွေပဲ passive နဲ့ရေးလို့ရတယ်เนาะဘာလို့ဆိုတော့ object ရှိဖို့လိုတာ object ကိုရှေ့ထုတ်ရေးတာဖြစ်တဲ့အတွက် object မရှိတဲ့ sentence type တွေကို passive voice နဲ့ရေးလို့မရဘူးအဲ့တော့ subject ဖြစ်ခြင်း subject ရှိခြင်းကိုပြတဲ့ဝါကျတွေကို passive လုပ်လို့မရဘူးတချို့ sentence တွေကျတော့ object ကနှစ်ခုပါတယ် direct object indirect object စသဖြင့်ပေါ့နော်အဲ့လို object နှစ်ခုပါတဲ့ဝါကျတွေကျတော့ passive နှစ်မျိုးရေးလို့ရတယ်ဘယ် object ကိုရှေ့ရထားမလဲ direct object ကိုရှေ့ရထားပြီးရေးမလားပုံစံတစ်မျိုးနောက် indirect object ကိုရှေ့ရထားပြီးရေးတာပုံစံတစ်မျိုးစသဖြင့်ရေးလို့ရမယ်နောက် let ဆိုတဲ့ကရိယာမှာတော့ passive ပုံစံမရှိဘူး let ဆိုတော့ခွင့်ပြုသည်အဲ့တော့ let လို့
ကို passive ပြောင်းရင်ကြတော့ allowed to permitted စသဖြင့်ပေါ့နော် is allowed am allowed ဒါမှမဟုတ်လည်း is permitted I am permitted စသဖြင့်ရေးလို့ရတယ်အဲ့တော့ active ကနေ passive ရေးတာလေးတွေကိုဒီဥမာကိုကြည့်ရင်ပို့ပြီးရှင်းသွားလိမ့်မယ်ဘယ်တကျွန်တော်တို့က someone has stolen my bike ငါရဲ့စပင်းကိုတစ်စုံတစ်ယောက်ခိုးသွားခဲ့တယ်ဆိုရင်သူကမသေးမချာမရေရတဲ့ subject ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က passive နဲ့ပို့ပြီးသဘောကျတယ် my bike has been stolen ငါစပင်းခိုးခံလိုက်ရတယ်ကွာဒါဆိုပြီးပြီเนาะဘယ်သူခိုးရလဲမသိဘူးဘယ်သူခိုးလဲတော့ခိုးပဲခိုးမှာပေါ့နော်ပြီးရင် police arrested the thief တခိုးကိုရဲရဖမ်းသွားတယ်ဆိုတဲ့ကိစ္စမှာလည်းကျွန်တော်တို့ကဒါမျိုးကိုတည်ပြီးသား subject ကိုဖြစ်တဲ့အတွက် police ရဲတခိုးကိုဖမ်းတာရဲရပဲဖမ်းမှာပဲဆိုတော့တည်ပြီးသားဖြစ်တဲ့အတွက် the thief was arrested တခိုးကဖမ်းခံလိုက်ရတယ်မိသွားပြီတခိုးကိုမိသွားပြီပေါ့နော်ဒီလိုပြောချင်တာဖြစ်တယ်အဲ့တော့ရဲရမိတယ်ဒါတည်ပြီးသား subject ဖြစ်တယ် you should complete the form in blue ink ဒီ form ကိုမှင်အပြာနဲ့ဖြည့်ပါဆိုတော့ဒါကဘာလဲဆိုတော့ rules ဖြစ်သွားပြီဒါမှမဟုတ် procedure ဖြစ်သွားပြီဆိုတော့အဲ့လို rules တွေ procedure တွေကိုရေးတဲ့အခါကျတော့ဒီ u တွေပါတွေကိုကျွန်တော်တို့ထည့်မရေးတော့ဘူး the form should be completed in blue ink ဟုတ်နော်ဒီ form ကိုရှေ့ကိုထုတ်ပြလိုက်တယ်နောက်တစ်ခုက a man who has never known that he has rich grandfather inherited the big house ဒီအိမ်အကြီးကိုဒီလူတစ်ယောက်ကရသွားတယ်ဒီလူကဘာလုပ်လဲဆိုတော့သူ့မှာဒီလောက်ချမ်းသာတဲ့အဖိုးရှိတာကိုသူအရင်ကမသိခဲ့ဘူးအခုမှဟိုကရုပ်ရှင်တွေရလို့ပေါ့နော်ရုပ်တရက်ပေါ်လာပြီးသူကအိမ်ကြီးငွေရသွားတယ်ဆိုတော့ဒီမှာကျတော့ subject ကအရန်ရှည်နေတယ်အရန်ရှည်နေတဲ့ subject ကိုဆိုရင်ကျွန်တော်တို့ကနောက်မှာထားတာပိုသဘောကျတဲ့အတွက်ဘယ်လိုရေးလိုက်မလဲဆိုတော့ဒီမှာ the big house ဒီ object ဖြစ်တယ် the big house inherited ဆိုတဲ့ verb က past tense ဖြစ်တဲ့အတွက် was inherited by ဒီမှာရှေ့ subject ကိုပြန် a man who has never known that he has rich grandfather เนาะဒီစာကြောင့်ရှေ့လျားတဲ့ subject ကိုနောက်ဆုံးကထားပြီးကျွန်တော်တို့ပြန်ရေးတယ် now sentence တစ်ခုက company offer me the job ကုမ္ပဏီကငါ့ကိုအလုပ်ခန့်တယ် offer လုပ်တယ်ပေါ့နော်ဆိုတော့ဒီမှာနှစ်မျိုးရေးလို့ရတယ်ဘာလို့ဆိုတော့ me ဒီ direct subject ဖြစ်တယ်ပြီးရင် the job ဒီ indirect object ဖြစ်တယ်အဲ့တော့ direct object နဲ့ indirect object ပေါ့နော် object နှစ်ခုပါနေတဲ့အခါကျတော့ I ကိုရှေ့ရထုတ်လိုက်တယ် I was offered the job ငါ့ကိုအလုပ် offer လုပ်တယ်ပေါ့နော်ဒီလိုပြောတာဖြစ်တယ်ဒါမှမဟုတ်လေ the job ကိုရှေ့ကိုထုတ်ပြီးရေးလိုက်တယ် the job was offered to me အလုပ်ကငါ့ကိုပေးတာနော်ပုံမှန်အဖြစ်ဆိုတော့ကျွန်တော်တို့အပေါ်က A လိုပဲအပြောများမှာပေါ့ဟိုအကြောင်းပြောရဲဆိုရင် A ကိုပြောမယ်ဒါမှမဟုတ်ဒီအလုပ်ရဲ့အကြောင်းအလုပ်ရဲ့သဘာဝကိုပြောချင်တာဆိုရင်တော့ဒုတိယ B ကိုပြောမှာ the house owner let us park the car ဒါကြတော့ let ဆိုတဲ့ verb ကိုသုံးထားတဲ့စာကြောင်းဖြစ်တယ်အဲ့တော့အိမ်ပိုင်ရှင်ကငါတို့ကိုကားရပ်ခွင့်ပြုတယ်ပေါ့နော်အဲ့တော့ဒါကိုရှေ့ကိုပြန်ပြီးတော့ passive နဲ့ပြန်ရေးမယ်ဆိုရင် us ဆိုတဲ့ us ဒီမှာ object ဖြစ်တယ်ဒီ us ကိုရှေ့ကိုပြန်ထုတ်လိုက်တော့ we ပေါ့နော် subject နေရာမှာကျတော့ we ဖြစ်သွားမယ် we are allowed ပေါ့နော် let ဆိုတဲ့ကရိယာပျောက်သွားပြီအဲ့တော့ we are allowed by the house owner to park the car အဲ့တော့ park the car ရဲ့ရှေ့မှာ to ဆိုတာလေးဝင်လာပေါ့နော်အဲ့တော့ let ဆိုတာပျောက်သွားပြီးတော့ allowed to ဆိုတဲ့အတွဲလိုက်လေးဝင်လာတာဖြစ်တယ်အဲ့တော့ active passive ကခုနက verb form လေးတွေသာသေချာပိုင်နိုင်ရင်လွယ်ပါတယ်အဲ့တော့ကျွန်တော်တို့ exercise လေးတွေလုပ်ကြည့်လို့ရတယ်ဒီမှာပထမ exercise မှာဆိုလို့ရှိရင်ပုံလေးတွေပေးထားတယ်ဒီအောက်ကစာလေးတွေပေါ့နော်ဒီအောက်ကစာလေးတွေကတော့ verb form လေးတွေ is expected is visited is display is tested is eaten စသဖြင့်ပေါ့နော်ရှေ့က am is are was were နဲ့နောက်က verb 3လေးတွေပေါ့နော်အဲ့ဒါလေးတွေတွဲထားတဲ့ verb form လေးတွေကိုသူ့ရဲ့ပုံလေးထဲမှာရှာပြီးထည့်ပေးရမယ်နောက်ဒီဘက်က exercise ကကြတော့ဒီဘက်မှာတစ်ချမ်းရှိတဲ့စာကြောင်း၅ကြောင်းပေါ့နော်အဲ၅ကြောင်းမှာတစ်ခုကလောက်ပြပြီးတော့၄ကြောင်းပဲရှိမယ်ဒီဘက်ကစာကြောင်း၄ကြောင်းနဲ့တွဲပေးရမှာဖြစ်တယ်အဲ့တော့သူကပေးထားတဲ့အဖြေမှာဆိုရင် a plumber is fixing the leak in my roof ဒီလိုရေးထားရင် the leak in my roof က the leak in my roof က object ဖြစ်တယ်အဲ့တော့ the leak in my roof ဆိုတာရုပ်ရှိကိုထုတ်ပြလိုက်တယ်
is being fixed ဒီမှာ ing ပုံစံ fixing ဖြစ်တဲ့အတွက်ဒီမှာ ing being ပါမယ် fix verb 3ပေါ့နော်အဲ့တော့ဒီမှာတတိထားဖို့ကတော့ object ရှာတဲ့အခါမှာမှန်ဖို့ပဲ the leak က object မဟုတ်ဘဲနဲ့ the leak in my roof ပေါ့နော်အဲ့ဒီပါမယ် object ကအဲ့တော့ကျန်တဲ့ဟာလေးလည်းတွဲကြည့်လို့ရပါတယ်အဲ့တော့ English စာမှာတချို့သောအသုံးများတဲ့စာကြောင်းလေးတွေရှိတယ်အဲ့ဒီကောင်လေးကိုအမြဲတမ်း passive နဲ့ပဲပြောလေးရှိတယ်ဆိုတော့အဲ့ဒါလေးတော့မှတ်ထားမှရမယ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာစာကြောင်း10ကြောင်း list လုပ်ထားပြီးတယ်တစ်က I was born and brought up in နေရာပေါ့နော်ဘယ်မြို့မှာ in Mandalay in Yangon စသဖြင့်ပေါ့နော်ဒါမှမဟုတ်လဲ I was born in မွေးတဲ့တက္ကသိုလ်ကိုပြောလို့ရတယ် AG က1995စသဖြင့်ပေါ့နော်အဲ့တော့ကိုမွေးဖွားတာကိုပြောလို့ဆိုရင်ဘောင်းတော့မွေးဖွားတယ်ဆိုတာမိဘကကိုမွေးပေးလိုက်တာကိုကပြုတ်လို့သူမဟုတ်ဘူးကိုကခံရသူပဲဖြစ်တယ်အဲ့တော့ I was born and brought up ဆိုတာတော့ကြီးပြင်းအောင်ပေါ့နော်ကြီးပြင်းခဲ့တာပေါ့ now the apartment is sold ဒီအခန်းရောင်းလိုက်ပြီမရှိတော့ဘူးเนาะဒီလိုမျိုးပြောချင်တာ is sold now the tickets are sold outဆိုတော့ကုန်သွားပြီဆိုတဲ့သဘောပေါ့เนาะအဲ့တော့လက်မှတ်ကကုန်သွားပြီရောင်းလို့ကုန်သွားပြီပြီးရင် the bank is closed ဘဏ်ကပိတ်ထားတယ်မဖွင့်ဘူးအဲ့တော့ they close the bank လို့ပါလို့မပြောဘူးပေါ့เนาะအဲ့တော့ the bank is closed ဘဏ်ပိတ်ထားတယ်နောက်တစ်ခုက the seat is taken ဆိုင်နေပါတယ်မှာခုံအားသားလို့မေးလို့ရှိရင်မဟုတ်ဘူးဒီခုံကလူရှိတယ်လို့ပြောရင် the seat is taken လို့ပြောနောက်တစ်ခုကတော့ you are promoted မင်းကိုယာရုတိုးပေးလိုက်ပြီပေါ့နော် boss က manager ကဝန်ထမ်းပြော you are promoted ဒါမှမဟုတ်လေ interview မှာလူတစ်ယောက်ကိုငှားတယ်ဆိုလို့ရှိရင်လည်း you are hired ပေါ့နော်မင်းကိုငါတို့ခန့်လိုက်ပြီဒီလိုပြောတာပေါ့နော် now this degree is recognized globally ဆိုတော့ဒီ degree ကိုတစ်ကမ္ဘာလုံးသိမှတ်ပြုပါတယ်ပေါ့နော် is recognized အနေနဲ့သုံးတယ်ဘာဖြစ်လို့လဲဆိုတော့ဘယ်သူက recognize လုပ်တယ်တိတ်များတယ်သူမဖော်ပြနိုင်ဘူးလေ subject ကိုဟုတ်လားဘယ် university တွေက recognize လုပ်ပါတယ်ဘယ်အလုပ်ရှင်တွေက recognize လုပ်ပါစသဖြင့်တိတ်များလုံးတော့မဖော်ပြနိုင်တဲ့အတွက် subject ကဖြုတ်ပြခဲ့တယ် subject ကိုဒီမှာကျွန်တော်တို့မပြောဘူး object ဖြစ်တဲ့ this degree ကိုပဲ passive voice အနေနဲ့ပြောတယ်ပြီးရင်နောက်ခန်းသားတွေပါပွဲလမ်းသဘင်တွေဖိတ်ခံ you are invited မင်းကိုဖိတ်တယ်နော်လို့ပဲပြောပါပေါ့နော်မင်းကိုဖိတ်တယ်နော် you are invited နောက်လေရင်တို့ယထာတို့ delay ဖြစ်တယ်နောက်ကျတယ်ပေါ့နော်ဆိုလို့ရှိရင် the flight is delayed အဲ့တော့ဘာကြောင့် delay ဖြစ်လဲမသိသေးဘူးပြောတဲ့လူပါလေရာသီဥတုကြောင့်လားဆက်ချို့ရင်းမှုကြောင့်လားစသဖြင့်ပေါ့နော် delay ဖြစ်တဲ့အကြောင်းရင်းတစ်ခုကြောင့်သူက delay ဖြစ်သွားတာဒါပေမဲ့ subject ကိုမသိတဲ့အတွက် the flight is delayed နော် passive အနေနဲ့ပဲပြောတယ်ပြီးရင် the payment has been received payment လုပ်လိုက်တယ် KP နဲ့ပေးလိုက်တယ် CB ပေးနဲ့ပေးလိုက်တယ်ရရှိပြီဆိုရင် the payment has been received ဒီလိုပဲပြောလို့ရှိတယ်ပေါ့အဲ့တော့ bonus အနေနဲ့ကတော့အရင်အသုံးများတဲ့ကျွန်တော်လည်းကြိုက်တဲ့ English စကားပုံလေးရှိတယ်သူက passive နဲ့ရေးထားတယ်သူကဘာလဲဆိုတော့ Rome was not built in a day ရောမမြို့ကြီးကိုတစ်ရက်တည်းနဲ့တည်ထားတာမဟုတ်ဘူးဆိုတဲ့သဘောကတော့စိတ်ရှည်အောင်စိတ်ရှည်ဖို့တည်ခံဖို့ပေါ့နော်ကိုလုပ်တဲ့အလုပ်ကိုဖြည်းဖြည်းချင်းအချိန်ယူပြီးလုပ်ဖို့တည်ပြီးထားတဲ့စကားပုံလေးဖြစ်တယ်အဲ့တော့ကိုကအင်္ဂလိပ်စာလေ့လာတာပဲဖြစ်ဖြစ်နောက်ထပ်ပညာသင်မှုကျောင်းလျှောက်ဖို့ကြိုးစားနေတာပဲဖြစ်ဖြစ်အလုပ်ရအောင်လို့အလုပ်လျှောက်ဖို့ကြိုးစားနေတာပဲဖြစ်ဖြစ်ချိန်ယူရတယ်ချိန်ယူပြီးကိုယ့်ကိုပြင်ဆင်ဖို့လိုတယ်ရောမမြို့ကြီးတည်ထနဲ့တည်ထားတာမဟုတ်ဘူးအောင်မြင်မှုဆိုတာဖြည်းဖြည်းမှန်မှန်သွားတဲ့လူအတွက်ရောက်ကိုရောက်လာလို့မလွဲမသွေပဲဆိုတာကိုပြောထားတဲ့စကားပုံလေး bonus အနေနဲ့ထည့်ပေးလိုက်ပါတယ်